အားလုံးပဲမင်္ဂလာပါကျွန်တော်ရထားအောင်ဖြစ်ပါတယ်နောက်ခုရောက်ရှိနေရတော့ဒီမယူကထိုင်းရင်တိုင်းပဲဖြစ်ပါတယ်ကျွန်တော်လည်းသူဆက်ပြီးတော့လိုက်ခဲ့ပေးကြပါအောင်နော်အားတော့ထိုင်းရင်နဲ့အမီးတို့ပြင်ဆင်တဲ့နေရာပဲဖြစ်ပါတယ်โอเคအမီးတွေကိုချက်လက်ပြပေးပါမယ်ဒီမယူကထိုင်းရင်နဲ့အမီးဖွဲ့ဆုံးဖြစ်ပါတယ်โอเคအဲ့ဒီကဒါကဘာလေးလဲမသိဘူးအဲ့လေဂျိုးကြော်လေးလေဒါ ဒီမှာဒါတပွဲဘယ်လောက်လဲဗျ3000 1000ပါโอเคအဲ့ဒါရောအဲ့ကြွက်ကြော်လေးလေဒီဒါတပွဲဘယ်လောက်လဲဗျ6000ပါဒါဒါရောအဲ့ကြွက်အကောင်လုံးကြော်လေးလေဟုတ်နေအဲ့ဒါရောတပွဲဘယ်လောက်လဲဗျသူလည်း6000ပါကဲဒါကတော့ကျွန်တော်တို့မြမရိုးရလက်ဖက်နဲ့ပဲချမ်းတို့ပဲဖြစ်ပါတယ်အဲ့လေးကပလဲဆန်လေးပါသားရေကဲဒါရောထိုင်းတက်ဝမျိုးဘယ်လောက်လဲဗျဒါလေးကတစ်မျိုး2000ပါသားတဘာဝလေးပါလက်တက်ပြီးတော့ထိုင်းရင်တောက်သုံးတဲ့နေရာတွေကိုတက်ပြီးတော့ပြတ်တာပေးကြပါအောင်လည်းလိုက်လံရှုပ်ပေးကြပါအောင်ကဲဒါကတော့ထိုင်းရင်တောက်တဲ့နေရာပဲဖြစ်ပါတယ်ဒီနေ့ကတော့မိုးပလဲရွာပြီးတော့ကျွန်တော်တို့လာတယ်နည်းစောနေတဲ့အတွက်ကြောင့်မလို့လူတော့မရှိဘူးပေါ့နော်ဟိုဘက်ဒီမှာလည်းအဲ့လိုမျိုးထိုင်းရင်တောက်တဲ့နေရာလေးခွဲထားပါတယ်ဗျဒါကတော့ကျွန်တော်တို့မြန်မာရိုးရာထိုင်းရင်တောက်သုံးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ဒါမဲ့တနင်္ဂနွေနေ့6လပိုင်း15ရက်နေ့မှာလည်းကျွန်တော်တို့အနေနဲ့ဂျပန်မြန်မာရှင်ကျင်းမှုပွဲတော်မှာထိုင်းရင်ကြော့ကြော့နဲ့ပတ်သက်ပြီးကျွန်တော်တို့တစ်ဖွဲ့လုံးကနေပြီးတော့စူးစမ်းတင်ဆက်ပြသအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ဆောင်ရွက်ရှိအားပေးကြပါဦးမယ်။ကျေးဇူးတင်ပါတယ်။